ငွေအားလုံးကိုမော်တော်ဆိုင်ကယ်ဟောင်းတစ်စီးဝယ်ဖို့သုံးပြီးနောက် delivery man တယောက်ဟာအဲ့ဒီဆိုင်ကယ်ဟာတာမန်ရင်မဟုတ်ပဲစီမတောက်ပဲထွေးကိုတောက်ပြီးလူတွေကိုတက်စားတဲ့ monster တစ်စီးဖြစ်နေတယ်ဆိုတာကိုသိလာရပါတယ်။ဒီနေ့မှာတော့1990ခုနှစ်ထွက် I bought a vampire motorcycle ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းကိုပြန်လည်ဖော်ပြပေးတော့ပါမယ်။မှောင်မိုက်တဲ့ညတစ်ညောင်မှာလမ်းမကြီးအောက်မှာမာယာအယူဝါဒသမားအဖွဲ့တစ်ဖွဲ့စုဝေးပြီးနတ်ဆိုးကိုခေါ်ယူဖို့အစမ်းအလုံးလုပ်နေကြပါတယ်။အဖွဲ့ခေါင်းဆောင်ကမာယက် ritual ကိုဖတ်ပြီးငရဲမင်းသားအာရီမန်ကိုခေါ်ယူဖို့ကြိုးစားနေချိန်လက်နက်ကင်ဘိုက်ကဂိမ်းတစ်ဖွဲ့ရောက်လာပါတယ်။ဂိုင်းခေါင်းဆောင် Roach က crossbow နဲ့ Oming တို့ကိုပြတ်တက်လိုက်ပြီးဘိုက်ကားတွေကအချိုင်းသူတွေကိုပါဓာတ်ပစိန်တို့နဲ့တက်ဖြစ်သွားကြပါတယ်။သူတို့ထွက်သွားပြီးနောက်တက်ခံထားရတဲ့အဖွဲ့ခေါင်းဆောင်ဟာနတ်ဆိုးရဲ့အင်အားကြောင့်ပြန်လည်အသက်ဝင်လာပါတယ်။သူဟာဖြစ်ခံထားတဲ့မော်တော်ဆိုင်ကယ်ကိုတွေ့ပြီးစီတိုင်ကိုခွင့်ကကုတ်သွေးအားလုံးကိုထဲသွင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့ဝိညာဉ်ဟာဆိုင်ကယ်ထဲကိုဝင်သွားပြီးဆိုင်ကယ်ဟာနတ်ဆိုးပိုင် vampire motorcycle ထွက်သွားပါတယ်။နောက်နေ့မှာ delivery man Noddy ဟာဆိုင်ကယ်အဟောင်းတစ်စီးဝယ်ဖို့ဆိုင်သို့သွားပြီးဒီဆိုင်ကယ်ကိုဈေးလျော့နဲ့ဝယ်လိုက်ပါတယ်။သူမသိတာကဒီဆိုင်ကယ်ဟာနတ်ဆိုးပိုင်ပြီးသားထင်နေတယ်ဆိုတာပါ။သူ့ရဲ့တငယ်ချင်းဘာဇာကဆိုင်ကယ်ကိုပြင်ပေးရင်းလက်ထိခိုက်ပြီးသွေးနဲ့ဆိုင်ကယ်ပေါ်ကျသွားပါတယ်။အဲ့ဒီညမှာပဲဘာဇာဟာဆိုင်ကယ်ရဲ့ပထမဆုံးအစာအဖြစ်တက်ဖြတ်ခံလိုက်ရပါတယ်။နောက်ပိုင်းမှာဘိုက်ကာဂိမ်းတွေရဲတွေလူတန်ရှင်ကြီးဝန်တန်းအထိ vampire motorcycle ရဲ့လက်ချက်ကြောင့်တည်ဆုံလာကြပါတယ်။ Noddy ရဲ့မိန်းကလင်းချက်သူ Kim ကကျက်သွန်ဖြူရဲ့လက်ဝတ်တန်စီ crucifix တွေကဆိုင်ကယ်ကိုတားဆီးနိုင်နေဆိုတာကိုသိလာပါတယ်။ရဲအရာရှိ Inspector Cleaver ရဲ့ကျက်သွန်ဖြူအနံ့ထွက်တဲ့အသက်ရှူခြင်းကတော့ဆိုင်ကယ်ကိုနောက်ဆုတ်စေပါတယ်။နောက်ဆုံးမှာဖုံးတော်ကြီး Kim, Noddy နဲ့ Inspector Cleaver ရပူပေါင်းပြီး UV မီကျက်သွန်ဖြူလက်ဝတ်တန်စီတွေကိုသုံးကာ vampire motorcycle ကိုအပီတတ်ဖြစ်စီနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဆုံးမှာတော့ဆိုင်ကယ်ရဲ့တိုင်ဟောင်းတွေကို Noddy ရဲ့သွေးကျသွားတဲ့အခါအဖုံးကပြန်ဖွင့်လာပြီးနတ်ဆိုးဟာမသေးသေးဘူးဆိုတာကိုပြသသွားပါတယ်။ဒီရုပ်ရှင်ကိုသင်ဘလို့ထင်လဲအောက်မှာ comment ချခဲ့ပေးပါနော်။ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ် movie recap တွေနဲ့ပြန်တွေ့ကြပါမယ်။